စိတ်တပတ်တာလို့ခေါ်တဲ့အိုးအောနှစ်ကလေးတော်ထဲမှာအတိုက်လေးပွဲအိုးအောမလေးနဲ့ပေါင်းတဲပြီးတော့သားတွေသမီးတွေနဲ့ရှာဖွေပြီးတော့ကျွေးနေရတာစိတ်တပတ်တာအိုးအောနဲ့ယဟန္တာအလောင်းကြီးဟာအဲ့ဒါသူ့သားလေးတွေသမီးလေးတွေစားဖို့လို့တောက်ဖို့လို့တီတီလေးတွေရှာသဗ္ဗနံလေးတွေရှာအိုးအောနဲ့လေးရှာဖွေပြီးတော့ကျွေးနေရတနေ့တော့ဗရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောင်မြတ်နဲ့တန်ဃာတော်တွေကခေမလို့အမည်ရတဲ့မိဂရာဝန်တော်ကြီးပြောမှလာပြီးတော့သတင်းသုံးနေတယ်လာဘုဒ္ဓကယဟန္တာအလောင်းစိတ်တပတ်တာအိုးအောနဲ့ကလေးကလည်းပဲသူ့သားသမီးတွေအတွက်စားဖို့လို့ဆိုပြီးတော့တရတိမဲ့တစ်လုံးရလာတာနဲ့အဲ့ဒီတရတိမဲ့လေးနှုတ်တိလေးနဲ့ကြိုက်ချီပြီးတော့ပြန်လာတာအဲ့ဒီမိဂရာဝန်တော်ခေမလို့အမည်ရတဲ့မိဂရာဝန်တော်ကိုရောက်လဲရောက်တော့ဝိပတိမြတ်စွာဘုရားနဲ့သင်္ဃာတော်တွေသတင်းသုံးနေတာတွေ့တော့အိုးအောနဲ့ကလေးကသစ်ပံပေါ်မှာနားတာသစ်ပံပေါ်မှာနားပြီးတော့တခြားနေ့တွေဆိုလို့ရှိရင်လူပဲဝိထုမပါဘဲနဲ့ဘုရားရှင်ကိုဖုတ်ရတယ်ဒီနေ့တော့ငါမှသားသမီးတွေစားဖို့လို့ယူလာတဲ့ဆိုမြိန်ကောင်းမွန်တဲ့တရတိမဲ့ပါလာတယ်ငါရဲ့သားလူသမီးတွေကိုဒီပြင်အသီးတွေကိုရှာကျွေးလို့ရမယ်ရှာကျွေးမယ်ဒီတရတိကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုလှူတော့မယ်လို့အဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကောင်းငင်ရမှာအခုတ်အခါကမြတ်စွာဘုရားနာမှာဝဲပြတ်နေတာတစ်ကြိမ်လည်းမကဘူးနှစ်ကြိမ်လည်းမကဘူးအကြိမ်စိတ်တပတ်တာဩဝမဲ့ကလေးကအဲ့ဒီလိုပြန်တန်းနေတာကိုဝိပဿနာမြတ်စွာဘုရားကသိတော်မူတဲ့အခါကျတော့အဘိညာဉ်ဝင်စားပြီးတော့ဝိပဿနာမြတ်စွာဘုရားကကြည့်လိုက်တယ်တိတ်နှုတ်ပြီးထဲမှာခြေလာတဲ့တရက်လေးကိုငါဘုရားကိုလှူခြင်းနေတဲ့စိတ်ဒီမြတ်ကလေးဖြစ်နေတယ်အဲ့ဒါသိလိုက်ပြီးတော့ဝိပဿနာမြတ်စွာဘုရားကအနာမှာပြုစုလုပ်ကျွေးနေတဲ့အတောကလို့ခေါ်တဲ့အရှင်အတောကမထေကိုခေါ်လိုက်တဲ့စကားအတောကငါဘုရားသပိတ်တော်ကဆန်းလို့ဆိုတော့အရှင်အတောကသပိတ်အိတ်ထဲကနေထုတ်ပြီးတော့မြတ်စွာဘုရားရဲ့သပိတ်တော်ကိုဘုရားလက်တော်ထဲထည့်မြတ်စွာဘုရားရဲ့လက်တော်ထဲကိုသပိတ်တော်ရောက်လဲရောက်လာတော့အဲ့ဒီစိတ်တပတ်တာဩဝမဲ့ကလေးကနှုတ်သေးနဲ့ချိလာတဲ့တရက်ဒီကိုသပိတ်ထဲထည့်မြတ်စွာဘုရားကလည်းအဲ့ဒီမှာဆက်ချင်းပဲဖုံးပေးတယ်သူကတော့တစ်တော်မှာပြန်တက်သွားပြီးတော့အဲ့ဒီမှာဝိပဿနာမြတ်စွာဘုရားတရက်ဒီဆုံးဖုံးပေးနေတာကိုကြည့်ပြီးတော့ကြည်ညိုလိုက်တာဘုရားကိုလှူလိုက်ရတဲ့ကုသိုလ်ကောင်းမှုကြီးဝမ်းမြောက်ဝမ်းသာဖြစ်တာကိုကြည်ပြီးတော့အစာလည်းမရှာတော့ဘဲနဲ့9ရက်တိုင်နဲ့အတိုက်ထဲမှာပီတိနဲ့နေတယ်တဲ့